နင်းကြတာကိုအိမ်ထဲကနေထိုင်ကြည့်နေနေအပြင်မှာထွက်ပြီးတော့ဓာတ်ပုံရိုက်ကောင်းမယ်ဆိုပြီးတော့စဉ်းစားမိလာတယ်ပေါ့နော်မသိရင်အမေရိကကိုလာတာနေတော့ထဲမှာဓာတ်ပုံရိုက်ဖို့ရောက်လာသလိုပါပဲတနေ့တနေ့အိမ်နင်းကြတာပဲကြည့်နေရကြတော့လဲပြင်းလာပြီပေါ့နော်ဓာတ်ပုံရိုက်ရတာလည်းအမှန်တိုင်းပြောရင်တော့ပြင်းတယ်ဘာလို့လဲဆိုတော့အရင်အေးတယ်မြန်ရိုက်ပြီးမြန်ပြန်ပြေးဝင်ရကဲအခုတော့အောက်ကိုရောက်လာပါပြီအိမ်သားမှာရှိရရှူခင်းနေရတယ်နည်းနည်းတော့ရှူနေပြီပေါ့နော်အခုအိမ်ဘေးနားမှာဖះเจ้าထဲမှာ Christmas tree တေးသေးလေးလောက်ထားတာညဘက်ဆိုတော့မိထွန်းတယ်အခုချိန်ကတော့မထွန်းအဲ့တော့အိမ်ဘေးနားဖះเจ้าထဲမှာလာပြီးတော့ဖះเจ้าဝင်းထဲမှာပေါ့မနစ်ကဆိုရင်တော့အေးတဲ့တန်သိမ့်မခံနိုင်ဘူးပေါ့နော်ဒီနှစ်ကတော့နည်းနည်းလေးခံနိုင်ရရှိတာလှရပြင်ထားတော့လေဓာတ်ပုံအတန်အောင်တော့ရိုက်ရမှာပေါ့နော်နင်းကြရလမ်းလည်းမလျှောက်ပြဘူးအောက်လည်းတော်ရုံမစင်ပြဘူးမို့တမင်ထွက်လာတာပေါ့နော်မနေ့တုန်းကတော့ ice caster တို့နောက်ပြီးတော့အဲ့လိုမီးထွန်းပွဲတို့တော်တော်များများသွားဖြစ်တယ်ဒီနှစ်ကတော့မသွားတော့ဘူးဘာလို့လဲဆိုတော့အဲ့လိုပွဲတွေသွားလို့ရှိရင်ဝင်ကြီးတွေပေးရတယ်ပြီးကြရင်တကယ်တမ်းလူတွေကအပြင်မှာ9မိနစ်တောင်မရနိုင်တဲ့ခါကျတော့မတန်အောင်ပတ်စံပေးပြီးတော့ကိုဒုက္ခကိုရှာသလိုပဲဓာတ်ပုံရိုက်ခန်းနေဆိုလက်အိတ်ကိုချွတ်ချွတ်ပြီးရိုက်ရတာအိမ်မောပြန်တက်လာတဲ့ချိန်မှာတော့ဖနှက်ရဲ့ချိန်တွေကမြင်တဲ့အတိုင်းပဲအကရာဘာပြခန့်တာမောင်ရှိကြီးကြလို့အပြင်မှာဓာတ်ပုံရိုက်ပြီးဆိုအိမ်ထဲပြန်ဝင်လာပြီးတော့မုံဟင်ကစားမယ်ပေါ့နော်ထုံးစံတိုင်းပဲတကားရှည်ခဲနဲ့ကြက်အပြင်မှာမုံဟင်ကအရှိကိုခေးထားတဲ့ဥစ္စာကိုသွားယူကိုရဲထဲမနှွေးခင်မှာ microwave နဲ့အရင်ခဲနေတာလေးတွေအရင်ပြန်ဖြောရတယ်4-5မိနစ်လောက်ဖြောပြီးတော့မှကိုရဲကိုထည့်ပြီးတော့မှနှွေးမယ်ပေါ့နော်ဒီတစ်ဖက်ကတော့မုံဟင်းကဟင်းရေးဖြစ်ပြီးဒီတစ်ဖက်ကတော့မုတ်ဖက်ပြုတ်ထားတာပါမုံဟင်းကမရသေးခင်မှာပစွန်တမ်ပူရာ3ရောက်အောင်အမြန်နှွေးပြီးတော့စားတယ်ပိုက်စားလို့မုံဟင်းကချက်တဲ့ထိမစောင့်နိုင်တော့ဟင်းရေးလေးလည်းပွက်လာပြီမုတ်ဖက်လေးလည်းရတဲ့အနေထားလောက်ဖြစ်ပြီဆိုတော့စားလို့ရပြီပေါ့နော်ရှေ့ဆက်ထားတဲ့မုတ်ဖက်လေးတွေကိုပကံနဲ့ထည့်မယ်နည်းနည်းလေးထည့်မယ်အပြောဥတွေရောငါးတွေရောအများကြီးထည့်ထားတဲ့ဝဟင်းကဟင်းလေးကိုထည့်ပြီးတော့စားပါတော့မယ်အရှင်အောင်မှာစားလို့ကောင်းတဲ့မဟင်းကားလေးစားပါတော့မယ်မဟင်းကားဘက်ကအရှင်အောင်ပျော့ဤပြီးတော့ဇွန်နဲ့ခက်လို့မပါလို့တူးနဲ့စားပါတယ်ဟင်းကြမှာပဲဇွန်နဲ့ခက်တော့ပါမယ်ငရုတ်သီးတွေကင်ပြီးတော့နည်းနည်းတော့ရှူးရှူးရှဲရှဲလေးဖြစ်ကုန်တယ်ပေါ့နော်မဟင်းကားစားနေတဲ့အချိန်မှာပဲဘယ်မိလာလို့တော့ဖွင့်လိုက်တာ Thanksgiving Day တုန်းက discount နဲ့ချတာတွေ့လို့မှားထားတဲ့တွန်နာလေးရောက်လာတာပေါ့နော်လန်ခွန်တွန်နာလေးလူကျင်နာလေးရသွားတယ်ဆိုတော့ have a good day လေးဖြစ်သွားတာပေါ့ have a good toner day ကဲကျွန်မအရင်လာတော့မယ်ဒီနေ့ဖို့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တတား